ကျေးဇူးတရားတဘောပေါက်ဖို့ကဘာလို့လဲကျေးဇူးတော်ကိုတရားရခိုင်နှုန်းသိသွားဖို့ကျေးဇူးတော်ကိုဝိညာဉ်ထဲနဲ့မြင်တွေ့သွားဖို့တဲ့ဘာလို့လဲဆိုရင်ကျွန်တော်ကကိုယ့်ရဲ့မာနကိုယ့်ရဲ့လှုပ်ရှားနိုင်ခြင်းကိုယ့်ရဲ့ယုံကြည်ခြင်းယုံကြည်စုပ်ကိုင်ထားတဲ့အရာကို0% 0 zone ထဲကျွန်တော်တို့ကဖြောက်ပြစ်လိုက်လို့ရတယ်0 zone ထဲဖြောက်ပြလူတစ်ယောက်ကကိုယ့်ရဲ့မာနငါတုံနိုင်တယ်ငါတတ်နိုင်တယ်ငါတော်တယ်ငါချမ်းသာတယ်ငါကြွယ်ဝတယ်ငါကျမ်းမာတယ်ငါရုပ်ချောတယ်ငါခွန်အားရှိတယ်ငါမွေးရှာတော်တယ်ငါအတန်ကောင်းတယ်ဆိုတဲ့လူဖြစ်နေတဲ့အသွက်သူတို့ရဲ့မာနတရားက0 zone 0% ကိုချလိုက်ဖို့ခက်ဒါမှအဲ့လိုလူတွေကဘုရားခင်ဂျေဇုတော်ကိုအပြည့်မြင်ရဖို့ဘာကြောင့်ခက်တာလဲဆိုရင်သူတို့ရဲ့မာနတရားကြောင့်ဖြစ်တယ်ဒါမို့တော်တော်များများဘုရားသခင်ကိုတွေ့သွားတာဘုရားသခင်ကိုရသွားတာခရစ်တော်ကိုတကယ်ရရှိသွားတာဘုရားသခင်ရဲ့ဂျေဇုတော်ကိုရသွားတဲ့အခြေအနေကဘယ်အခြေအနေလဲဆိုရင်ကြေကွဲတဲ့အခါစီးပွားရေးကြရှုံးတဲ့အခါမှာဈေးရုံဈေးခန်းမှာရောက်သွားတဲ့အခါမှာခိုးကိုးစရာမဲ့တဲ့အခါမှာဒုက္ခပင်လေတွေဝေတဲ့အခါမှာအားလုံးကစွန့်ပစ်သွားတဲ့အခါမှာမျောလင်းစရာမဲ့တဲ့အခါမှာဘဒူးမှမရှိတော့တဲ့အခါမှာကိုမရက်တည်နိုင်တော့အခါမှာဖျားကိုတွေ့တာဘာကြောင့်လဲဆိုရင်မာနကသူတို့တတ်ဆွမ်းနိုင်တယ်ဆိုတဲ့ငါဆိုတာက0 zone နဲ့ရောက်သွားလို့ဖြစ်တယ်သူငါဆိုတဲ့အရာ0 zone 0% ကိုမသွားမချင်းဖျားခင်ရဲ့ဂျေဇုတော်ကိုတကယ်တဘောပေါက်နိုင်ဖို့ကခက်တယ်ဒါမို့ဖျားခင်ရွေးချယ်တဲ့လူတွေကလည်းမာနကြီးနေဖျားခင်0 zone ထိသွားခိုင်းပြီးမှ0% ရောက်ပြီးမှသူ့ရဲ့ရှိခြင်းကိုမြင်သိစေတာရှိတကယ်တော့ဘုရားသခင်အဲ့လိုမဟုတ်ပါဘူးသူရှိခြင်းကို0 zone ထိမရောက်တဲ့မြင်နေပို့ကြိုက်ပါတယ်ဒါပေမဲ့လူက humble မလုံးနိုင်လူကဘုရားရှိမှမနှိမ့်ချနိုင်ကြဘူးမနှိမ့်ချနိုင်တဲ့အတွက်0 zone ထိသွားတယ်နောက်ကဘာလဲဆိုရင်ယုံကိုယုံကြည်တဲ့အရာကိုစုပ်ကင်ထားပြီးတော့ငါယုံကြည်တော့အမှန်လို့လုပ်ပြီးတော့ဘုရားသခင်ရဲ့ရှင်းကပ်ခြင်းတို့ထီခြင်းပြောပြနေခြင်းကိုဘလို့မှမမြင်နိုင်ဘူး။ဘာလို့ तू ကလည်းतू ယုံကြည်စုပ်ကင်ထားတဲ့အရာကငါဖြစ်နေတဲ့အခါမှာငါဆိုလူပြောမှာ तू ယုံကြည်တဲ့အရာကိုခိုင်မာနေတဲ့အတွက် तू 0 zone ထိကြမသွားတဲ့အသက်မဖြစ်ဒါမှမတူလဲဆိုရင်ပေါ်လူပဲပေါ်လူက the parish သူရဲ့လုံနိုင်တဲ့အကျင့်တရားကိုယုံတယ်။ဘာကြောင့်ပညာတရားကိုယုံတယ်။သူရဲ့လှုပ်ဆောင်နိုင်ဆုံးကိုယုံတယ်။သူရဲ့ဂျူးပါယုံကြည်ကို 100% ယုံတဲ့အခါမှာခရစ်တော်သူမလက်ခံနိုင်ဘူး။ခရစ်တော်နဲ့မကောက်ခရစ်တော်ကိုယုံတဲ့ခရိယန်တွေပါသူမဟုတ်တာတတ်။ဒါပေမဲ့အဲ့လိုလူကနော်လမ်းမှာသွားတဲ့အခါမှာခရစ်တော်နဲ့တွေ့တဲ့အခါမှာငါဆိုတာ0 zone ကိုရောက်သွားတဲ့အခါမှာသူခရစ်တော်ကိုတွေ့တယ်ခုနပြောတဲ့ယေရှုခရစ်တော်တဲ့လိုထင်ရှားရှိတဲ့အခါမှာလေတင်နာဆွဲတဲ့မိန်းမတွေအနာရောဂါဖြစ်တဲ့လူတွေမကျန်းမာတဲ့လူတွေအားလုံးကဘာကြောင့်ခရစ်တော်ကိုသူတို့ရရှိတယ်ဆိုရင်သူတို့ကအခြေအနေအားလုံးကလက်ပန်းကျကုန်ဝန်းသွားတဲ့အသွက်သူတို့ကငါဆိုတာ0 zone ကိုရောက်သွားတဲ့အခါမှာခရစ်တော်ကိုမြင်သွားတာဂျေဇုတော်ကိုမြင်သွားတာအဲ့ချိန်မှာသူတို့ကဘုရားသခင်ကိုဝိညာဉ်နဲ့ကိုးကွယ်သတ်တာဒါပါပဲဖြစ်ဒါတော့ဘုရားသခင်ကိုဖျားလို့ The night was young, he packed his bags and took off. Left the note on top of the table, illustrating his faults. It seemed like every time that he took a right, it was wrong. It's hard to